မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တွေပြောင်းလာတာအခုဆိုရင်2025ရဲ့10လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်10လပိုင်းတွင်မှာဗုဒ္ဓဖူးရာဟူတာသမီမိတ်ဆွေတို့ရဲ့ဒီတလတာတော့တွင်မှာဘယ်ရာတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ရာတွေကတတိချဆင်ရမလဲဆိုတာကိုဗုဒ္ဓဖူးရာဟူတာသမီမိတ်ဆွေများအတွက်အောက်တိုဘာတလစာဟောစတန်နဲ့ချောင်းရံဆောင်ရံအတွက်ဆရာကပြောပြပြီးမှဖြစ်တဲ့အတွက်ဗုဒ္ဓဖူးရာဟူတာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဥစ္စာပထမဗုဒ္ဓဖူးရာဟူတာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဘေးပြာမှန်များဝေးကွာကြပါစေကြောင်းဒီကနေဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုသလိုက်ပါတယ်ဗုဒ္ဓဖူးရာဟူတာသမီမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာလာလေးတစ်ပုဒ်ဥစွာလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများနဲ့ပြောနေကြသိမှာပါအရဟံဗဟိအန္တဆီယံတုကရံအမိတံဝိရဇံလာလိတံအတုရံစရဏံတိပုဘ္ဗတမံယမကံတုကရံတရဏံပရမာမိဇိနံဆိုတဲ့ကာလာဒါမန္တလေးတောင်ဆရာတော်ယတိဥက္ကံကြီးရဲ့ဒနာတိတိလို့ခေါ်တဲ့ငွေဝင်ကာလာလေးကိုတစ်နေ့ကို29ခေါက်တိတိသုံးမဟုတ်လေတစ်ခါရွှေ့ရင်တစ်ဖြတ်ကို29ခေါက်တိတိရွတ်ပါငွေကြီးနဲ့ပတ်သက်လာရင်တကယ်ကိုကျင်းသေးအဆင်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဗုဒ္ဓဖူးရာသာသမီတွေဟာလက်ရှိဇာတာကိုမဟောမီလက်ရှိဒီတလစာကိုမဟောမီမှာမိတ်ဆွေတို့အတွက်ဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြီးကံကောင်းစီတာအသေးချာဖြစ်ကြောင်းဆရာကလက်ခံပေါင်းခတ်ပြောရင်းနဲ့တလစာကိုဆရာတို့ရှေ့ဆက်ကြည့်လိုက်ရအောင်တလစာမပြောမီမှာဆရာငင်နာမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကွန်လိုမှာရှိပါတယ်ဆရာနဲ့ AC private တွေ့ကျင်တဲ့မိတ်ဆွေများဆရာရှိကိုရက်ချင်းတော်ကြည့်ပေးပါရက်ချင်းကတော့ခုံ9 3ညနေ9 3ည4 1 6 790290416 WhatsApp Telegram ဆရာနဲ့ Facebook Page Messenger ငါကိုဘေးတင်မင်းမြဲနံပါတ်မှာပဲဆရာရှိပါဆရာမန္တလေးရပါဆရာနဲ့တွေ့ချင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာလေးပဲပေးပါဆရာဘာက contact လုပ်ပြီးဘယ်ချိန်ရတယ်ဆိုတာပြန်ပြောပေးပါမယ်အခြားရှိရမိတ်ဆွေတွေကိုလည်းဆရာအေးစစ်စစ်လေးပဲတွေ့ပေးချင်လို့ပါကောင်းပြီဒါဆိုတော့တခုရအောင်တာသမီးတွေအတွက်စလိုက်ကြရအောင်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဗုဒ္ဓဖူးရအောင်တာသမီးမိတ်ဆွေများဘာကိုဖြစ်အမိခံလုပ်ခြင်းဥဆောင်လုပ်ခြင်းတွေချိတ်တူဆောင်ရလုပ်ဆောင်ပါအားသာခြင်းကံရရဲ့အထောက်အကူကိုရရှိတတ်တော်လားဖြစ်တဲ့အတွက်ဗုဒ္ဓဖူးရအောင်သမီးမိတ်ဆွေတွေဟာဒီလတာတော်တွေမှာဘာကိုဖြစ်ချိတ်တူဆောင်ရလုပ်ဆောင်ခြင်းဘာကိုဖြစ်မိမိကိုယ်တိုင်ဥစည်းဥဆောင်လုပ်ခြင်းအမိခံလုပ်ခြင်းစိုင်းလုပ်တင်လုပ်ခြင်းတွေကိုယ်တိုင်ချိတ်တူပြီးတော့ဘာကိုမဆိုရက်တန်နေတော့အလုပ်ရက်စင်းနေတော့အလုပ်ပြက်တက်နေတော့အလုပ်နှေးကွေးနေတော့အလုပ်တွေကိုကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်လိုက်ရင်အောင်မြင်တဲ့တိုးတက်ခြင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အမိခံလုပ်ခြင်းစိုင်းလုပ်တင်ခြင်းဘာကိုဖြစ်ကိုယ်တိုင်ချိတ်တူဥဆောင်ပြီးတော့လုပ်ရင်ဘယ်ရာကိုမဆိုဥဆောင်တလောက်ကံဟာစ조사ရင်စ조사တဲ့လောက်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လတွေမှာဘလို့ပဲညံ့ချိတ်ဆက်ပြီးတော့ရဲစိတ်မန်စိတ်နဲ့ရာဇစိတ်တာတွင်းထားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြားလို့ပဲကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ခေါင်းမူတာမျိုးခေါင်းကိုက်တာမျိုးလေးတွေအနည်းငယ်ဖြစ်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ညအိတ်မပြောတာမျိုးမျက်စိအာရုံကြောနဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေအနည်းငယ်ဖြစ်ရတတ်တော့ကာလဖြစ်တယ်အမျိုးသမီးတွေဆိုရင်တော့အသွေးသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေသွေးတိုးသွေးတက်အရှိခံရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်တော့အရာလေးတွေမှာသတိပြုစင်နေပေးရန်လိုအပ်ကြောင်းနဲ့အမျိုးသမီးတွေဆိုအမျိုးသမီးယောဂါတွေဖြစ်တာမျိုးလေးတွေဒါမျိုးတွေနဲ့ပတ်သက်လို့သတိထားစင်နေပေးရန်အတွက်တော့လိုအပ်သောလဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေအလုတ်ကိုင်းနဲ့ပတ်သက်ရင်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဆက်ပေါ်ပြပေးပါရစေဒီ2025ခုနှစ်10လပိုင်းတွင်မှာဗုဒ္ဓဖူးရအောင်သာသမီတွေအနေနဲ့အကျိုးပေးသောလုပ်ငန်းတွေဆိုရင်အိုးအိမ်ရှမ်းမီနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာကိုပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နှောင့်နှေးတုံ့ဆိုင်းနေတာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်မှာမိမိမှာအကြံစီလည်းရှိတယ်အတွေးခေါ်ကောင်းလည်းရှိတယ်ဆိုရင်တော့အမိခံပြီးတော့မူရှာအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးနော်မြေကြီးနဲ့လက်နဲ့ပုံလွဲမယ်ငါဟာအောင်မြင်ရမယ်ဆိုတဲ့ရှေ့တိုးဆောင်ရပြီးတော့တန်တိတ်ခံရှာပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့စူးစမ်းမှုနဲ့အားသာကောင်းမှုပြီးတော့စူးစမ်းရင်စူးစမ်းသလောက်ရရှိစေမယ်လားဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေများကတော့ရှေ့တိုးပြီးတော့အောင်မြင်အောင်တာကိုကစွမ်းဆောင်မှုပဲလိုအပ်ပါတယ်စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေစက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စလေးတွေအရှိချစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးလေးတွေစနလိုအထည်လေးလုပ်ငန်းလေးတွေအလှဆင်ဒီဇိုင်နာ graphic ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာတို့ကြောက်တို့တဲတို့အစရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းရရှိစေမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရခင်ဗျာဒါအပြင်အထည်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်ထင်ပေါ်ကျော်စောလီရဲ့လုပ်ငန်းလေးတွေအိုးအိမ်ရှမ်းမီနဲ့ပတ်သက်သောလုပ်ငန်းလေးတွေတပည့်လက်သားအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့တပည့်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနိုင်ခြင်းမျိုးလေးတွေကြုံရတတ်တယ်လို့ချစ်တို့ဆောင်လှုပ်ဆောင်လို့လည်းကောင်းတယ်ဘာသာခြားလူမျိုးခြားအကျိုးပေးတတ်တယ်လက်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကဲတို့ကားတို့တန်ဖိုးရှိတဲ့အရာလေးတွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိသားစုတွေမှာမင်္ဂလာသတင်းလေးတွေကောင်းသောသတင်းလေးတွေဆွေမျိုးသားချင်းအချင်းချလေးတွေမှာမင်္ဂလာသတင်းတို့အလူသတင်းတို့ကိုကျင်းသေးပေါက်ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေစနလို့ပေါ့မိတ်ဆွေတို့အနေနဲ့ဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကြံစီတွေကိုရှေ့တိုးဆောင်တဲ့လှုပ်ဆောင်ခြင်း
အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ငါကရာထူးလုပ်ငန်းကိုင်နဲ့ပတ်သက်ပြီးရာထူးတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါရာထူးတိုးဖို့ရာထူးတက်ဖို့အတွက်ကံတရားရဲ့အထောက်အကူကိုများစွာကျင်းတည်ရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့social media နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်နေတဲ့မိတ်ဆွေများချစ်တို့ဆောင်တဲ့လှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့ငါကအိုးအိမ်ချမ်းပြီးစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောင့်ရမယ့်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ့်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းပြီးနဲ့ပတ်သက်ပြီးစောင့်ကျင်တဲ့သူတွေအိုးအိမ်ချမ်းပြီးစောင့်ရန်အတွက်ကိုအခါဖွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျမိမိတစ်ချိန်တစ်ခါကကူညီခဲ့ဘူးသောပုံကိုယ်တွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကိုမထင်မှမမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့လုံနေခြင်းနဲ့အုံနဲ့တိုင်းနဲ့ဝင်လာတတ်တဲ့လားဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့ဆိုတဲ့နေရာမှာဆရာကြားပြပြောပြရစီတချို့မိတ်ဆွေတွေကထီပေါက်တယ်ဆိုတဲ့နေရာမှာအောင်ပါလေးထီကြီးပေါက်မှာထိုင်းထီကြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးရတနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါတားချွေဦးထန်လာတဲ့အခါကန်စာတာကောင်းလာရင်ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံနေခြင်းနဲ့ပိုင်ဆိုင်လာတာကိုလည်းထီပေါက်ကန်ဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြလိုက်ကြခင်ဗျာနော်ထီပေါက်တယ်လို့ကန်ဆန်းတာမျိုးကန်ရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးတွေကြုံရတတ်တယ်။ငါက passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်တဲ့ဆောင်မှုခွင့်နဲ့ပတ်သက်တာတွေမှာချစ်လို့ဆောင်ရလှုပ်ဆောင်ခြင်းတွေနိုင်ငံခြားရဝေးပြည်ပခီးသွားနဲ့ပတ်သက်တာတွေချစ်လို့ဆောင်ရလှုပ်ဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။မိတ်ဆွေဟောင်းအကျိုးမပေးပါဘူး။မိတ်ဆွေဟောင်းတွေနဲ့ပတ်သက်ရင်တတိထားစင်ကြပေးရလိုအပ်ပါတယ်။မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်ကမှကိုအမားမြင်လာတာမျိုးလေးတွေကိုကစေတနာနဲ့ဖြည့်ရှင်းပေးကမှကိုအမားကြီးဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ဘာဝင်ချင်းမှာတပုတ်လေးတွေပြောခံရတာမျိုးမကောင်းတဲ့ပြောခံရတာမျိုးကိုမဟုတ်မဟတ်ပြက်ခဲ့တော့ကိစ္စပြီးခဲ့တော့ဇလန်းတွေနဲ့ပတ်သက်လို့ကိုအနိုင်ဖုံးနှက်တဲ့သကလုံးတွေပေါ်လာတတ်တဲ့အတွက်ပြဿနာကိစ္စတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဆိုတော့ကာလဖြစ်တဲ့အတွက်ကြောင့်don't care အမှားတော့မယ်အရာရောက်ပြီးဆက်နေတယ်ကိုယ့်ရဲ့ကိစ္စတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်တွေကောင်းအောင်တိုးတက်အောင်စွမ်းဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော်လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြီးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့အိမ်လည်းမမြင်စေနဲ့အဲ့ဒီငွေဟာမြင်လူမြင်ကိုမမြဲတတ်သောကာလဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှိတဲ့ငားတဲ့အခါမှာတောင်းရခတ်တာမျိုးလေးတွေချိလိုက်ငားလိုက်တဲ့အခါမှာစွနာလိုပေါ့ငွေကြီးကကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ရရတာမျိုးလေးကြုံတတ်တဲ့အတွက်သိန်းရဆဲရတာခတ်နေတယ်ဆရာငယ်ကိုပို့ထားပါဆရာသိပေးထားပါမယ်ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်ထင်ငေါ်ခြင်းလေးတွေကိုငွေနဲ့ကိုအတွက်အကျိုးမဖြစ်စေသောလုပ်ငန်းလေးတွေမှာရှိလိုက်ငားလိုက်ပြောဆိုလိုက်တဲ့အခါမှာထင်ငေါ်ကြံ့ကြာမှုလေးတွေဒါပဲဆင့်ပြန်လို့ရတာမျိုးလေးတွေထက်ကျင်စူးစမ်းရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ကိုငွေနဲ့ကိုစိတ်တမ်းစိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေအဖွဲ့အစည်းအသေးနဲ့ပတ်သက်တဲ့အခါမှာစွနာလိုပေါ့ကိုယ့်အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ဘဲနဲ့ပရိုက်တာလုပ်ငန်းလေးတွေကိုတတိထားပြီးမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးခေါ်တွေကကွဲလွဲနေတဲ့အတွက်တူတူတိတ်တိတ်နေပါအလူကပုဂ္ဂိုလ်မျိုးတွေအလူကဒါနာမျိုးတွေပရိုက်တာဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုတာထပ်မပိုစေနဲ့ဝေဒနာတွေဖြစ်ရတတ်ချင်းနားလေရချင်းပရိုက်တာတွေမှာဥဆောင်ပြီးတော့စရင်ကင်ပြီးတော့ဘာညာဆိုတော့မှအချင်းလွဲခံရချင်းပြဿနာတွေစေတနာတွေဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအချုပ်တွေဖြည့်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်ရင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမှာဖြစ်ထွန်းစေသောကိစ္စတွေကိုတတိထားပြီးတော့တူတူတိတ်တိတ်နဲ့ဖြစ်နိုင်ရင်ကူညီနိုင်တော့ကူညီပြီးတော့ပို့ပြီးတော့ဥဆောင်ခြင်းအမိခံခြင်းတွေသတိပြုစင်နေရလိုပါပါတယ်ဗဇက်ကဖျားလက်ကကာယဖြစ်တတ်တော့လားဖြစ်တတ်တဲ့အတွက်ဗဇက်ကပဲဖျားတနေတာမျိုးတာလက်တွေ့ကြကြလေဖျားတရားလုပ်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားကသမီးတွေမိတ်ဆွေများဟာဒီကာလမှာဖျားတရားလုပ်ဖို့အတွက်လုံးစားခက်ခဲနေတော့ကာလဖြစ်တဲ့အတွက်ဘာသာတရားရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းစူးစမ်းပါဖျားတရားကိုမမေ့ပါနဲ့ဗဇက်ကဖျားလက်ကကာယမဖြစ်စေဘူးလေထပ်လောင်းပြောကြားလိုက်ပါရစေစက်ပစ္စည်းအဟောင်းတွေအစုပ်တွေအပြက်တွေအသုံးမလိုတဲ့စက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်နေတာမျိုးတွေလုပ်ပြီးဖို့လိုအပ်ပါတယ်ဒါအပြင်မထင်မှတ်ဖဲနဲ့အပူတဲ့2ယောက်ဧည့်သည်ကြီးသွားလာတတ်တဲ့အတွက်မထင်မှတ်ဖဲနဲ့အပူတဲ့တော့သို့မဟုတ်မထင်မှတ်ဖဲနဲ့အပြတ်တော်ဆောင်တဲ့ဧည့်သည်တွေရောက်မထင်မှတ်ဖဲမမျှော်လင့်မဲ့ရောက်ရှိလာတတ်ပါတယ်ခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေခဏခနဲ့ဖြစ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုသတိပြုဆင်ခြင်ပြီးပါလက်မခံနဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲတဲ့ဆွမ်းနာလိုကမဖြစ်မနေလက်ကန်ရတဲ့အခြေအနေတစ်ခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညာအိတ်တရက်ထွက်ပြီးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအခက်ခဲတွေကပြေပြောက်ကောင်းမှုသွားမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီကိုမောင်နှမကိစ္စတွေကိုမိတ်ဆွေတွေကိုယုံပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စေတတ်တယ်လို့တဦးတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်ပင်လိုက်ပေမဲ့ကိုယ့်အပေါ်မှာဖိအားလေးတွေဖြစ်စေတတ်တဲ့အတွက်ကိုယ့်ရဲ့အတွင်းသဖြင့်ကိစ္စလူသိမခံလို့သောကိစ္စတွေကိုတိုးတိတ်တိတ်နဲ့လှုပ်လှုပ်ဝါတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ကိုယ့်ဟာကိုယ်တော့အကောင်းပါပဲဒါပေမဲ့သူများကိုစေတနာတွေပို့လို့ချိလိုက်တာမှငားလိုက်တာမှပြန်တော့ခတ်တာမျိုးတွေကြုံရတတ်တယ်လို့မိသားစုအိမ်ရေးကိစ္စလူရေးကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြေးကျများရတတ်ပါတယ်ထပ်ပြောပါမယ်အရေးကြီးတာအလောင်းကစားသတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းမလားလို့တော့မလောင်းနဲ့ပို့တကူရကစားသမီးဒီလားဟာဒီကြတဲ့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကလေးကိုလာပြီးတော့ကိုနှိုက်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုသတိပြုစီရင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုမှာပေါ့
အလောင်းစားနဲ့ပတ်သက်တာတွေအပျော်ပါနဲ့ပတ်သက်တာတွေမိဟောင်းဆွေဟောင်းတွေမိသားစုတွေအိမ်တွင်းရေးတွေအဖွဲ့အစည်းတွေအသင်းဖွဲ့ဂျာတာပရိကြုံနဲ့ပတ်သက်ရင်အားနဲ့စီတော့ကာလာဖြစ်တဲ့အတွက်အတွေးလွန်တာမျိုးတွေညာအိမ်မပြောတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပြီးတော့တွန်းအားဖြစ်စီပြီးတော့အစင်မပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုယ်နုဆရာငယ်လိုရုပ်ရှော့အောင်နေပါဒါကောင်းပြီနော်စိတ်ပျော်တယ်လို့နေပါစိတ်ပျော်ကိုယ်နုမှာဒါမိတ်ဆွေတို့တော့ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီလကတော့ဒီမှာလူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ချစ်သူသမီးသားမရရှိသူတွေအနေနဲ့ကြီးစားရရင်တော့တေချာလေးတင်းနေတဲ့အိမ်အောင်ကြတာမျိုးတွေဖြစ်တတ်တယ်သို့တော့မိတ်ဆွေတို့နဲ့မရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်အောင်ဘက်မထင်မှပဲအိမ်အောင်ကြတာမျိုးတွေစုပ်ပေါ်လက်ပေါ်ဝင်တတ်တယ်သို့တော့မိမိတို့အနေနဲ့ကိုကအမြဲတမ်းထားပြီးပြောဆိုတာမှာအထင်လွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ချစ်သူသမီးသားနဲ့ပတ်သက်လာတဲ့အခါမှာကိုယ်တိုင်တိုက်ရိုက်ပြောတာမျိုးတဲ့ဂျားခံတယ်တစ်ခုခုကိုခံပြီးတော့တဦးတယောက်ကိုခံပြီးတော့ပြောဆိုခိုင်းတာပုံကိုကောင်းတယ်မပြောတာတော့ကိုကောင်းပါတယ်ခင်ဗျာနော်သို့တော့သမီးသားနဲ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများသုံးပွင့်ဆိုင်ဖြစ်နေတာမျိုးလေးတွေဂျားလူခံနေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့အရှိန်နဲ့ပတ်သက်လာတဲ့အခါသမီးသားများအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူအပေါ်မှာမိမိရဲ့ပူဇာဘက်ပေါ်မှာအယုံကြည်လွန်တာမျိုးလေးတွေကိုတတိပြုစင်နေပြီးတော့တယောက်နဲ့တယောက်တူနဲ့တူဟိုတေးသေးချာချာလေးညှိနေနိုင်တဲ့တိုင်မျိုးနဲ့ဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါတစ်ခုတော့ပြီးအကြံပေးချင်ပါတယ်ဘုဒ္ဓဘုရားတော်သားသမီးတွေဒီလတာတော့ဒီမှာလူငယ်များအခုပြောပါတယ်အချို့အရာတွေကဟိုနွားတစ်ကောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှေ့မလိုက်ရှင်နောက်ကန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုလည်းပြင်ပန်းတယ်လို့နောက်ကနွားလည်းပြင်ပန်းနေနော်ရှေ့ဆွဲလို့မရတဲ့အရာတွေကိုတစ်ခါလေးမှအခုလွတ်မရှာရင်နောင်လွတ်ရှာမှာရှေ့လက်ပြီးမရောက်တဲ့အတူတူတော့တစ်ခါလေးမှစုပ်ကင်ထားတာတက်လွတ်ရှာလိုက်တာကကိုကောင်းပါလေလို့ဆရာကအကြံပေးလိုပါတယ်ကဲကောင်းပြီအရှိရေးနဲ့ပတ်သက်လူငယ်တွေသမီးသားရေးနဲ့ပတ်သက်လာဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးလေးတွေသို့မဟုတ်တန်တရားစိတ်တွေဥတိုစိတ်တွေအရက်တန်တာမျိုးလေးတွေကြောင့်မိမိရဲ့ပူဇာဘက်အပေါ်မှာစကလုံးလေးတွေပြင်းပြင်းထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအခြေတင်လေးတွေဖြစ်ရတာမျိုးတွေတတိပြုစင်ကြမှာအဝေးကွာနေတော့သမီးသားများအနေနဲ့တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲငဘိုကဆက်သွယ်ပြတ်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်ပင်ညီလိုက်ပြီးဆောင်ရွက်ပါအိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးအနေနဲ့ညံခြင်းမျိုးလေးတွေကြောင့်စိတ်ပန်းသူပန်းစိတ်ဘောလူမောဖြစ်ရတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ရဲ့စိတ်အစဉ်မပြေမှုတွေကြောင့်ကိုကဂရုစိုက်တော့ဖြစ်လိမ့်မယ်သို့တော့နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဘုဒ္ဓဘုရားတော်သမီးဒီလာတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာတွေအနေနဲ့ဆိုလို့ရှိရင်တော့စင်စွဲရောင်တို့အနီရောင်တို့အဝါရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဖြစ်နိုင်ရင်ဘာလုပ်ငန်းကိုဖြစ်ဖြစ်ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်တယ်လို့အစုဆရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအဖွဲ့အစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့လို့ဆောင်ရလို့ဆောင်လို့အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ်ထူးထူးခြားခြားပါပဲဒီလဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုများစွာရရှိနေလာဖြစ်တဲ့အတွက်တော့ဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေကဒီလတာတော့ဒီမှာဆွေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ပတ်သက်လို့တိုင်ပင်တာမျိုးလေးတွေနှွေးထွေးအောင်ထူးခြားတာမျိုးတွေကြုံရတတ်တယ်လို့အချုပ်အနှောင်ဖြစ်နေတဲ့ဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုပ်အနှောင်ဖြစ်နေသူတွေသို့မဟုတ်အချုပ်ချင်းအချုပ်အနှောင်ဖြစ်နေတော့မိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်တဲအခါကအချုပ်အနှောင်ကိုပြေပြောက်သွားစေရန်အတွက်ကိုယ့်ရဲ့အဝတ်အစားသို့မဟုတ်အဲ့ဒီအချုပ်အနှောင်ဖြစ်နေသူတွေအဝတ်အစားလေးကိုတော့ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲတွေပြည်လဲပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍရှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အကျိုးပေးတော့အရက်ဟာတော့အရှိမြောက်ကအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတာတာတော့ဒီမှာဆိုရင်ခရီးသွားလို့တဲ့ကိစ္စခရီးထွက်လို့တဲ့ကိစ္စတွေကိုအင်္ဂါသားသမီးတို့အင်္ဂါနေ့တို့3ရက်နေ့တို့30ရက်နေ့တို့မှာသွားတာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုလုံခြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကာလဖြစ်ပြီးတော့ passport visa လုပ်ငန်းရပ်ဝေးခရီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာရှေ့လို့ဆောင်ရွက်လို့ဆောင်ရင်အားသာကောင်းမှာပါတယ်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေများအမေနဲ့ပတ်သက်ပြီးတော့အမနဲ့ပတ်သက်ပြီးတော့ပြဿနာအရှိတင်လေးဖြစ်ရတာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရွတ်ဆွတ်တာမျိုးဆွဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းကောင်းစွာသတိပြုရန်လိုအပ်ကြောင်းထပ်တော့ပြောကြလိုက်ပါစီဒီလက်ကတော့ဒီမှာသတိထားဆင်နေရမယ်ကဏ္ဍအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသတ်သမီးတို့ဂျာစာပရိသတ်သမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကအားနည်းစေတယ်လို့အိမ်တွင်းကိစ္စလူငွေကိစ္စတွေမှာကိုထောက်ပံ့ကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်လေးတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရမိတ်ဆွေတို့ရဲ့သတိထားဆင်နေပြရမယ်ချက်လေးကိုထပ်ပြောပြရစီဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟိုအကြွားတန်တာမျိုးလေးတွေကိုမှရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မစည်းဘဲနဲ့ကိုမှပိုင်ဆိုင်တဲ့အရာတွေကိုယ့်ရဲ့အတွင်းရေးကိစ္စတွေဘယ်လောက်ရှိတယ်ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတော့ပြောပြတာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့အတွက်တစ်ချိန်မှာအားနည်းချက်ဖြစ်ကြောင်းနဲ့မဖြစ်မနေကိုယ့်ရဲ့ကံကိုညံ့စီတတ်တာမျိုးမမြဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးကိုသတိထားဆင်နေပြရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ကြရတယ်မိတ်ဆွေတို့ရဲ့အဋိဌံပြုနေတဲ့ဆရာငယ်ရဲ့မိတ်ဆွေတို့တခုရအောင်တသမီးများအဋိဌံပြုကျင်တပါဆိုရင်တော့ဖြင့်ပ
ပုရိအာဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုန်းနဲ့17ရက်တိတိအတိတ်ကပြုလိုက်ပါပါအခက်အခဲမှန်သမျှပြည်လေပျောက်ကင်းသွားစီမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တော့အယောက်ဖတ်စီလို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်ဟိုကျတို့ဟိုတိတ်ကလေးတစ်ခုနဲ့မီကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ဖို့သုံးအောင်တိတ်ဆိုဘယ်လိုတိတ်ဖြစ်တိတ်ကလေးတစ်ခုနဲ့တိတ်ကလေးဟိုလားစွမ်းနာလို့ပေါ့အတန်လေးတိတ်ပြီးတော့စိတ်ထဲကနေပြီးတော့ခက်ပြင်းပြင်းလေးနဲ့ရောင်းတော့ပါစီဆိုပြီးတော့9ချက်တိတိအသက်အောင်ပြီးတော့ရိုက်ဖို့ထိတွေ့လာမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းအယောင်းဝယ်တွက်ပြီးတော့အယောင်းထပ်သွားစီမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်စေရန်အတွက်အရှိတ်ဆူဆူရက်ကိုမျက်နှာမူပြီးတော့လက်ကုပ်လက်ဝါး၃ချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရအစဉ်ပြေတိုးတက်စီပြီးတော့ငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပေးနေကြပါပဲရဟန်ဆိုတဲ့ဆွမ်းနာဟိုဆွမ်းနာရသေးဥခန့်ကြီးရဲ့ကာတာလေးကျွတ်ပါဒါပြီးတော့ငွေကြီးကံအဆက်ဆက်ရအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေပကံများတစ်ချက်တည်းမှာလက်ဖက်ကပုံတောက်ရီကတစ်ခွက်တဲ့အလဲမှာဆင်ပြီးထွင်းပြီးတော့ငွေကြီးကံကောင်းစီရန်စူတောင်းမှာဒါဆိုရင်မိတ်ဆွေတွေရဲ့အခက်အခဲတွေအားလုံးအဆင်ပြေအောင်မြင်တိုးတက်ပြီးတော့ဂျင်းတွေဒီလကစားလို့ကံကောင်းလာစီမှာဗုဒ္ဓဖူးရအောင်သမီးတွေတို့ကအတေချာပဲဖြစ်ကြောင်းနဲ့အတာစားတဲ့ဗုဒ္ဓဖူးရအောင်သမီးမိတ်ဆွေတွေတို့ဆရာတို့ကံစကောင်းပါပြီလို့ပြောရင်းနဲ့ကဲဗုဒ္ဓဖူးရအောင်သမီးမိတ်ဆွေတွေယေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီတက်နေတကူလောက်ပြီးဖြုတ်ခဲ့လို့စီစဉ်ယေရနာများတိုးပွားပြီးတဲ့အခါအောင်မြင်မှုအပေါင်းတော်ကိုစောင်းပါစီကျောင်းဆရာကမိတ္တာကိုစုတောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်မန္တလေးရမိတ်ဆွေများဆရာနဲ့လာတွေ့ရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်